အားလုံးပဲမင်္ဂလာပါ Kun's Vlogs ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်အတီးအမတယောက်ရဲ့ဒီကြောက်ကလေး9ပွင့်ကိုကျွန်တော်ရောင်းပေးတာဖြစ်ပါတယ်သူကဒါလေးကိုပွဲတိုက်ပေးပါအောင်ဆိုတော့ကျွန်တော်သွားပြီးတော့ပွဲတိုက်ပေးတယ်ပေါ့နော်ပွဲတိုက်ကြည့်တော့ကျွန်တော်ကိုဒီတောင်းပိုင်းနေလဲပေးကြတယ်ပေါ့နော်တောင်းပိုင်းဆိုတော့ကျွန်တော်မရဘူးဆိုတော့ကျွန်တော်တခြားနေရာမှာထပ်ပြတယ်ထပ်ပြကြည့်တဲ့အခါကျတော့ကုန်တယ်တယောက်ကပေါ့နော်ကျွန်တော်တသိန်းပေးတယ်တသိန်းပေးတော့ကျွန်တော်ကလည်းမေးကြည့်လိုက်တယ်ပေါ့နော်တသိန်းမစိုးဆိုတော့မေးကြည့်လိုက်တော့ပိုင်ရှင်ကမရသေးဘူးတဲ့မရသေးဘူးဆိုတော့ကျွန်တော်ထပ်ပြောတယ်ပေါ့နော်တသိန်းကတော့ကွာသေးတယ်ဆိုတော့သူကတသိန်းကနေတသိန်း1000တသိန်း2000အထိဖြစ်သွားတယ်ပေါ့နော်အဲ့တော့တသိန်း2000ဆိုတော့ကျွန်တော်ထပ်မေးလိုက်တယ်အမရေးတော့တသိန်းကနေတသိန်း2000တော့ရောက်နေပြီအဲ့ဒါရလားဆိုတော့သူကမရသေးဘူးတဲ့အဲ့ဒါကွာသေးတယ်ဆိုတော့ဘိုးဘက်ကလည်းသူတို့ကြိုက်တဲ့အခါကျတော့သိန်း2000ကနေ9000ထက်ပေးလိုက်မယ်တဲ့ပွဲခအနေနဲ့ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ကလည်းပြန်မေးလိုက်တယ်ပေါ့နော်အမကြီးတော့ခုနသိန်း2000ကတော့သူတို့ကတော့9000တော့တိုးပေးတယ်ပေါ့နော်အဲ့ဒါရလားတော့သူတို့အမြင့်ဆုံးပဲလို့ပြောတဲ့အခါကျတော့သူကသိန်း2000ခွဲဆိုရင်တော့ရောင်းပေးလိုက်မယ်လေတဲ့ရောင်းပေးလိုက်ပါဆိုတော့ကျွန်တော်ဒီ9ပွင့်လေးကိုသိန်း2000ခွဲနဲ့ကျွန်တော်ရောင်းပေးခဲ့တယ်ကျွန်တော်ကိုပွဲခ6000ပေးတယ်ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီကြောက်ကလေး9ပွင့်ရောကျွန်တော်သိန်း2000ခွဲနဲ့ရောင်းပေးပြီးတော့ပွဲခ6000ရလိုက်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်အားလုံးကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ